resistant များနေတဲ့ battery ကိုအသုံးပြုသင့်သလားလို့မေးလာရင်တော့သူ့ရဲ့ resistant ကဘယ်လိုအခြေအနေမှာရှိနေလဲဆိုတာကိုကျွန်တော်တို့ကတွက်ချက်ဖို့လိုပါတယ်။ပုံမှန်အိုးသစ်အနေနဲ့ဆိုရင်တော့ဒီ internal resistant လို့ခေါ်တဲ့ resistant က2.9 ohm လောက်ရှိပြီးတော့ resistant တန်ဖိုး6-7လောက်ရှိရဆိုတော့အသုံးပြုလို့ရပါသေးတယ်။ဒါပေမဲ့10လောက်ရှိသွားပြီဆိုရင်တော့အသုံးမပြုသင့်တော့ပါဘူး။ဒါမှဆိုရင်တချို့နေရာလေးတွေမှာမဖြစ်မနေလိုအပ်လို့အသုံးပြုရတယ်ဆိုပေမဲ့အချိန်မီဆက်သက်သွားနိုင်တဲ့အနေအထားပါအထူးသဖြင့်ကားတွေအတွက်ဆိုရင် resistant 10ရှိရဲ့ battery ကိုလုံးဝအသုံးမပြုသင့်ဘူးလို့ပြောပြရစီ။ဒါဆိုရင် inverter မှာရောကောင်းပါလားဆိုတော့ inverter မှာကလည်း resistant 10ရှိတဲ့အနေအထားဆိုရင်ဒါကအနေချင်းမဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ inverter ဖြစ်တဲ့အတွက်ဒါချက်ချင်းဆက်သေးတာဘာညာတော့မဖြစ်နိုင်ဘူးပေါ့လေအထူးသဖြင့်ခရီးဝေးမကြာခဏသွားတဲ့သူတွေအတွက်မိကြီးတွေအသုံးပြုမဲ့သူတွေအတွက် resistant 8-9-10ရှိတဲ့ battery များကဒါပြောမယ်ဆိုရင်အသုံးမပြုသင့်တဲ့ battery လို့ဆိုပြစီပြောမယ်ဆိုရင်သူက8-9-10ရှိတဲ့အတွက်ကားဆက်တော့နှိုးတယ်ဒါပေမဲ့ကားဒီဆက်နိုးတာတခုနဲ့ပဲရက်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ aircon သုံးမယ်မိကြီးသုံးမယ်စားတဲ့ကျန်တဲ့အရာတွေပါအသုံးပြုလာတဲ့ခါကျတော့ဒီ8-9-10ဟာရှိတဲ့ battery ကတောက်မခံနိုင်တော့ဘူးပေါ့နော်ဒါကြောင့် resistant များနေတဲ့ battery ကိုအသုံးပြုသင့်သလားလို့မေးလာရင်တော့8-9-10နဲ့အထက်တွေဆိုရင်တော့ကားမှာအသုံးပြုမဲ့စား inverter မှာပဲချသုံးပါလို့အကြံပေးပြစီresistant 0ကနေ5ကျဆိုတော့ဒါကအဆင်ပြေပြေအသုံးပြုနိုင်ပါသေးတယ်